မိတ်ဆွေသိလားကျမတို့ဒီခေတ်မှာကင်မရာတွေကိုကျမတို့သုံးတဲ့အခါမှာဗာမြင်ရလဲဆိုကင်မရာကပုံရိပ်ကို store လုပ်ထားလို့ရတာဖြစ်တယ်သိမ်းထားလို့ရတယ် memory လို့ပဲဒါပေမဲ့ prophecy ကကြတော့မဖြစ်သေးတဲ့အရာကိုအရင်ဦးဆုံးဓာတ်ပုံရိုက်ထားတယ်လို့ပဲ prophecy ကမဖြစ်သေးတဲ့အနာဂတ် future ကိုဓာတ်ပုံရိုက်ထားတဲ့ technology ဖြစ်တယ်ဖခင်က prophecy ကိုကျမတို့ကိုပေးတယ်မဖြစ်သေးတဲ့အရာတွေကိုဖြစ်လာဖို့ရန်အတွက်ကျမတို့အပေါ်မှာကြေညာတယ်ပြောထုတ်တယ်ဒီတင်ဟာတင်ဘဝအတွက် prophet ဖြစ်ဖို့လိုတယ်ဟုတ်ပါတယ်ကျမတို့ဘဝမှာ prophet တွေ54 ministry တွေက prophet တွေကကျမတို့ရဲ့အသက်တာကို ministry လုပ်ပေးတယ်ဒါပေမဲ့မိတ်ဆွေသိလားဒီ prophet တွေကိုလိုအပ်တယ်လို့တင်ဘဝအတွက်တင်ကိုယ်တိုင်ဟာလည်းပဲ prophet ဖြစ်တယ်ဒါကြောင့်မို့တင်ဘဝနဲ့ပတ်သက်ပြီးတော့တင်မှာတာဝန်ရှိတယ်တင်ပြောထုတ်ဖို့ရန်အတွက်တာဝန်ရှိရယ်တင်ဘဝနဲ့ပတ်သက်ပြီးတော့တင်ဟာဒီနေ့အနာဂတ်နဲ့ပတ်သက်ပြီးတင်ဘာမြင်လဲအနာဂတ်နဲ့ပတ်သက်ပြီးတော့တင်ဘလိုမျိုးဖျားခေဖွင့်ပြချက်ရှိပြီလဲတင်မှာရှိဖို့ရန်အတွက်လို့ကျမတို့လက်ရှိတင်နဲ့ပတ်သက်ပြီးတော့တင်သိပြီဟုတ်ပြီကျမတို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးကိုမတူလဲဆိုတာမသိတဲ့သူရှိလားမရှိပါဘူးကျမတို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးကျမတို့ကောင်းကောင်းနားလည်ကြတယ်ဒါပေမဲ့လူတော်တော်များများအခုလက်ရှိအခြေအနေကိုပဲနားလည်ဖို့ကြိုးစားတယ်ဝမ်းနည်းစရာကအနာဂတ်နဲ့ပတ်သက်ပြီးတော့သိချင်တဲ့စိတ်မရှိဖယားသခင်ကိုမမေး prophecy တွေတို့ဘဝမှာမရှိဒီလောကကြီးနဲ့ပတ်သက်ပြီးတော့ကိုဘဝအတွက်တာမကောက်နိုင်ငံအတွက်လုပ်ငန်းတွေအတွက်ဒီလောကကြီးအတွက်လူတွေအတွက်အသင်းတော်ရဲ့အနာဂတ်ဘာလဲဆိုတာပြောထုတ်မဲ့လူတွေကြေညာမဲ့သူတွေ prophesy လုပ်မဲ့သူတွေလုံနေတာဖြစ်တယ်ကျမတို့ခုမြင်ရတဲ့အရာတွေအားလုံးကရှေ့က prophet ပြုသွားတဲ့အရာတွေဖြစ်တယ်အရှိကလူတွေရဲ့ကြေညာခဲ့တဲ့ပြောထုတ်ခဲ့တဲ့နေပယ်မှာကျမတို့ဒီနေ့မှာမတ်တရက်နေရတာဖြစ်တယ်ဒီဖယားခင်ဒီခေတ်မှာကျမတို့ရဲ့နှုတ်ကိုအသုံးပြုပြီးတော့နောက်မျိုးဆက်တွေမတ်တရက်မဲ့နေရာကိုပြင်ဆင်စေချင်တယ်အဲ့လို prophet ပြုမဲ့ prophet တွေဘာမှလဲဖယားခင်နိုင်ငံတော်မှာအနာဂတ်နဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့သိတဲ့ဒီ spirit of prophecy ကိုသေဆောင်နေသူတွေဘာမှလဲဒီ technology ကိုအသုံးပြုတဲ့ယုံကြည်သူတွေဘာမှလဲဒါဟာဖယားခင်ရှားနေတာဖြစ်တယ် prophet တွေပေါ်လာဖို့လိုတယ် high level တကယ်ကိုအနာဂတ်နဲ့ပတ်သက်ပြီးအဝေးနဲ့ပတ်သက်ပြီးတော့သိတဲ့သူတွေအဲ့ဒီအရာကိုကြေညာမဲ့သူတွေပြောထုတ်မဲ့သူတွေလိုအပ်နေအဲ့ဒီလူတွေကဒီကာလမှာတော့လူတွေအနေနဲ့ကြည့်မယ်ဆိုအယူလို့ထင်စရာကောင်းတယ်ဘာလို့လဲဆိုတော့သူတို့ပြောတဲ့အရာတွေအခုလောလောဆယ်နဲ့ဘာမှမဆိုင်တဲ့အရာတွေဖြစ်တယ်အခုလောလောဆယ်မှာမဖြစ်သေးတဲ့အရာတွေအခုလောလောဆယ်မှာနားမလဲတဲ့အရာတွေဖြစ်တယ်ဒါပေမဲ့လေသူတို့ပြောတဲ့အရာတွေကအနာဂတ်မှာလူတွေမတ်တရက်မဲ့နေရာဖြစ်လာလိမ့်မယ်အဲ့တော့သင်ဟာဒီနေ့လူတွေရဲ့မျက်နှာတစ်ဖရားရဲ့မျက်နှာကိုရှာပါဖရားသခင်ဒီကာလမှာကြီးညာစီခြင်းတဲ့အရာတွေသိအောင်လုပ်ပါအဲ့တော့ဝိညာဉ်ရေးကနေပယ်ထဲမှာသွားပြီးတော့အချိန်ယူမဲ့သူတွေလို့ဖရားသခင်ရဲ့အတန်ကိုနားထောင်ခြင်းနဲ့ဖရားသခင်ဖွင့်ပြချက်တွေကိုနားထောင်မဲ့လူဖရားနဲ့ intimacy ယဉ်နီးကျွမ်းဝင်မှုယူပြီးတော့ဖရားကပေါ်ပြမဲ့အရာတွေကိုနားထောင်မဲ့လူတွေလိုတယ် hallelujah အဲ့ဒီလူတွေသင်တို့ဖြစ်ပါစေ